လက်ရှိ UFC lightweight ranking အကြောင်းမှာထူးခြားတာလေးကျွန်တော်ပြောပြခြင်းလို့အထူးသဖြင့် Justin Gaethje အကြောင်းလက်ရှိ UFC lightweight မှာเนาะ lightweight မှာ Islam Makhachev ကအပေါ်က Jadala Mandela နဲ့ UFC welterweight champion ခပတ်လူကိုတက်သွားပြီကြံနေတဲ့လစ်လက်ခပတ်ကို featherweight ကတက်လာတဲ့ Ilia Topuria နဲ့ Charles Oliveira လူမယ်เนาะ Oliveira နဲ့လူမယ်တကယ်တော့ Ilia Topuria တက်လာတာ Islam Makhachev နဲ့ထိုးရင်လို့ Islam Makhachev အပေါ်တက်သွားတယ်เนาะချို့တွေကတက်ပြေးသွားတယ်တော့မဟုတ်ပါဘူးသူလည်းခပတ်နှစ်ခုချန်ပြီ okay ဒါ anyway ဒါအခုကသူ့အကြောင်းပြောတာမဟုတ်တဲ့အတွက်သူ့အကြောင်းချန်ခဲ့အဲ့မှာဘာအခုတလောရက်မှာဘာထပြောလဲဆိုတော့ Justin Gaethje ကသူ့ကိုတဲ့ဒီလိုစကားတွေကိုဒီလိုမျက်နှာထားမျိုးနဲ့ဘာကြောင့်ပြောတယ်လဲအကြောင်းရှိတယ်ခပတ်လူခွင့်မပေးရင် lightweight ခပတ်လူခွင့်မပေးရင်အနားယူမယ်တဲ့အဲ့လိုထပြောတယ်เนาะအဲ့လိုထပြောတယ် okay အဲ့လိုထပြောတဲ့အတွက် Justin Gaethje ဒီခပတ်လူဖို့ထိုက်တန်သလားပထမတစ်ချက်နောက်တစ်ချက်ကသူဘာကြောင့်အဲ့လိုထပြောတယ်လဲခပတ်လူကိုထိုက်တန်သလားဆိုလို့ရှိရင် lightweight ခပတ်ကို Justin Gaethje နှစ်ခါလူဦးတယ်ပထမတစ်ခါခပတ်စီကလူတယ်11ညက်ခံရတယ်နောက်တစ်ခါ Oliveira စီကလူတယ်11ညက်ခံရတယ်เนาะအဲ့လိုမျိုးဒါပေမဲ့ BMX ခပတ်ကိုတော့သူကနှစ်ခါရဘူးတယ်เนาะနှစ်ခါရဘူးတယ်ပထမတစ်ခါနှစ်ခါထိုးဘူးတယ်ပထမတစ်ခါဒီ Dustin Poirier နဲ့ထိုးဘူးတယ်နောက်တစ်ခါနိုင်တယ်နောက်တစ်ခါဒီကျွန်တော်လက်ရှိ Max Holloway နဲ့ထိုးတယ်ရှုံးတယ်ပေါ့နော်ရှုံးတယ်ဒါသူ့ရဲ့UFC entrance champion လည်းဖြစ်ဘူးလေဒါလူတိုင်းသိတယ် Tony Ferguson ကိုနိုင်ပြီးဖြစ်တာအဲ့တော့ပထမဆုံးကျွန်တော်ကထိုက်တန်လားမထိုက်တန်လားဆိုတဲ့အကြောင်းကိုအရင်ပြောတာဖြစ်တဲ့အတွက် Justin Gaethje UFC မှာအလဲထိုးနိုင်ပွဲတိုင်းသူနိုင်နေဖြစ်စေနိုင်ရှုံးအဲ့11ညက်ခံရတဲ့ပွဲတွေကလွဲလို့နော်5ရောက်နိုင် performance တွေရအောင်ရဆိုရင်စွမ်းဆောင်ရည်တအားကောင်းတယ် UFC lightweight ranking မှာသူနဲ့ Dustin Poirier ဒီအဲ့1-2 fight ထဲမှာအကြဆုံးရက်တည်နိုင်တဲ့ကစားသမားတွေကြောင်တက်လာတဲ့ကောင်မှမှတောက်ချသွားတာများတယ်နော်ဒီ Khabib တို့ Islam Makhachev တို့ကတော့သူလွဲရင်ပေါ့ဆိုရင်တချို့ကစားသမားတွေကအဲ့လိုခပတ်လူတယ်ဟာရှုံးသွားတယ်ဆိုလို့ရှိရင်အောက်ထိုးဆင်းသွားတယ်သူကထိုးဆင်းမသွားဘူးနော်အဲ့လိုသူတို့နှစ်ယောက်ကအဲ့လိုထိုးဆင်းမသွားဘူးအဲ့မှာအချိန်တစ်ခုသူတို့ရဲ့ဒီစွမ်းရည်ကိုဒီ36နှစ်ဆိုတဲ့အရွယ်ဒီထိန်းထားနိုင်တယ်လို့ပြောချင်တာ okay ဟုတ်ပြီဒါကသူ့ရဲ့ဒီ record ပေါ့နော်သူ့ရဲ့ record အနေထားရလက်ရှိရက်တည်နေတဲ့သူကနောက်ဆုံးပွဲလဲနိုင်ထားတယ် Rafael Fiziev ကိုနိုင်ထားတယ်ဖြစ်နိုင်မလားဆိုဖြစ်နိုင်တယ်လို့ပြောရမှာဖြစ်နိုင်တယ်လို့ပြောရမှာ okay အဲ့ဒါဆိုလို့ရှိရင်သူ့အပြင်တခြားဘာသူဖြစ်နိုင်တဲ့လူရှိသေးလဲเนาะကျွန်တော်တို့စဉ်းစားလို့ရှိရင်လက်ရှိ UFC ranking 1-5မှာ lightweight ranking 1-5မှာเนาะအာမန်ရှိမယ် Oliveira ရှိမယ် Gaethje Holloway Poirier ရှိမယ် Dustin Poirier နဲ့ Holloway က BMX ခပတ်ကစားမှာတည်ပြီးပြီเนาะ Oliveira က Ilia Topuria နဲ့ lightweight ခပတ်လူမယ်ကြံတာသူနဲ့အာမန်ပဲကြံတယ်เนาะအာမန်ရှိမှာIslam Makhachev နဲ့တည်ထားတာကိုသူဒဏ်ရာရတဲ့အတွက်နှုတ်ထွက်သွားတဲ့အတွက်ဆိုရင်တော့ဘာပဲပြောအာမန်ဒီသူရှိရဖြစ်တယ်အာမန်သူရှိရခုနကကျွန်တော်ပြောတဲ့ Topuria နဲ့ Oliveira နဲ့နှစ်ယောက်နိုင်တဲ့တည်းကတယောက်ဒီအာမန်ပထမဦးစွာထိုးဖို့ရှိတယ်ထိုးရလိမ့်မယ်ပေါ့နော်ဒါသင်္ချာနီးရပြောတာအဲ့တော့ okay ဟုတ်ပြီထိုးရလိမ့်မယ်ဆိုလို့ရှိရင် Justin Gaethje ကလည်းသူ့ကိုနောက်ဘက်ခပတ်ဝန်းပေးရင်အနားယူမယ်လို့ပြောထားတယ်အာမန်အချိန်ရှိသေးလို့သူ့ကိုပေးမယ်ဆိုပေးလို့ရတယ်เนาะပေးလို့ရတယ်အဲ့လိုမျိုးတွေဖြစ်နေတယ်ဒါ1-5ထဲကအကြောင်းကိုပြောတာ1-5ထဲမှာအားတာဒီဟိုဟာပဲရှိတယ်ပေါ့ကျွန်တော်ပြောတဲ့အာမန်ပဲရှိတယ်ပေါ့အာမန်နဲ့သူနဲ့ဟိုပဲဒီလက်လက်ယာယီခပတ်လူတဲ့ပုံစံမျိုးဆိုလဲဒါအစင်နှစ်ယောက်ဆုံးကအရန်သင်းဖြစ်နေတာဟို Ilia Topuria 90ဖြစ်စေ Oliveira 90ဖြစ်စေနှစ်ယောက်ဆုံးကနားအောင်မှာအဲ့လိုမျိုးရှိတယ်အောက်မှာကျတော့ဒန်ဟော့ကဂါမို့ပတ်ဒီအဲ့3ယောက်ရှိတယ်အဲ့3ယောက်ကနောက်တစ်ပွဲထိုးပြီးလို့ရှိရင်ခပတ်လူလို့ရတယ်ဘာလို့လဲဆိုတော့အောက်ကဟိုဝေါ်ဂါနိုတော်မှ Islam Makhachev နဲ့တက်ပြီးကစားတာဟိုเนาะအဲ့လိုမျိုးဒါ lightweight ranking ရဲ့အခင်းအကျင်းကိုပြောတာဆိုတော့ Justin Gaethje ဒီခပတ်လူခွင့်ပေးတင်လားဆိုပေးတင်တဲ့အထဲမှာပါတယ်ဒါပေမဲ့သူ့ရှိမှာတော့အာမန်ရှိနေတယ်ပေါ့ okay နောက်တစ်ခု Justin Gaethje ဘာလို့ထပြောတယ်လဲဘာလို့အဲ့လိုထပြောတယ်လဲဆိုရင်ပထမတစ်ချက်သူ့အသက်အရွယ်เนาะသူ့အသက်အရွယ်36နှစ်ဆိုတော့ lightweight မှာသူခုနကျွန်တော်ပြောရပြသူနဲ့ Dustin Poirier မှသာဒီအချိန်ဒီမှာရက်တည်နိုင်တာသူတို့ရဲ့အသက်အရွယ်က lightweight မှာဆိုတက်ကြတယ်ထဲပါနေပြီเนาะကြ striking တအားကောင်းလို့တာသူတို့ဒီအချိန်ဒီရက်တည်နိုင်နေတာ okay ဟုတ်ပြီသူဘာလို့ဒါလို့ဘာကြောင့်အဲ့လိုထပြောတယ်လဲဆိုတော့
သူနဲ့တက်တူရွယ်သူသူ့လိုပဲခပတ်လူပြီးတော့လေဗင်းညစ်ခံရတယ်နော်လေဗင်းညစ်ခံရတယ်သူ့တဲ့တောင်စိုးသေးတယ်ဟိုမှာဒိုင်မွန်ဆိုလို့ရင်ခပစ်စီကလူတယ်လေဗင်းညစ်ခံရတယ်နော်အိုလီဗီယာစီကလူတယ်လေဗင်းညစ်ခံရတယ်နော်ပြီးလို့ရှိရင်နောက်ဆုံးအစ္စလာမ်ခါချက်စီကလူတယ်လေဗင်းညစ်ခံရတယ်နော် BMX ခပတ်လူတယ်ခေါင်းကန်ခံရတယ်နော်အဲ့လိုမျိုးလူက BMX ခပတ်နောက်တစ်ခါထက်လူခွင့်ရတယ်ပေါ့နော်သူကလည်း2ကြိမ်ဒက်ဆင်ဘူရီယာလည်း2ကြိမ်အဲ့ဒါကြောင့်သူအနာယူကန်နီးမှာတကယ်လည်းအနာယူသွားလောက်တယ်အဲ့စကားထပြောတာနော်အဲ့စကားထပြောတာသူကိုယ်တိုင်ကဒါမျိုးပွဲကြီးပွဲကောင်းခေါင်းပွဲထိုးသိမ်းရတယ်သူပြောနေတာကွာနောက်ဆုံးပွဲမှာသူလည်းပတ်စံလေးမျိုးမြတ်ရကျင်မှာပေါ့အဲ့လိုမျိုးသူထပြောတာဖြစ်တယ်ဘာလို့ဆိုဒက်ဆင်ဘူရီနဲ့သူနဲ့ဒီစွမ်းဆောင်ရင်မတိမ်မရင်ဖြစ်တယ်နော်မတိမ်မရင်ဖြစ်တယ်ဒက်ဆင်ဘူရီကသူ့ကိုတစ်ခါအလဲထိုးထားတယ်သူကဒက်ဆင်ဘူရီကိုတစ်ခါအလဲထိုးထားတယ်လူတိုင်းကအခု BMX လူမှာဒက်ဆင်ဘူရီနဲ့သူ့လို့တောင်ထင်ကြတာဒါပေမဲ့မဟုတ်ဘူးဟိုဟာမက်ဟော်လိုဝေးဖြစ်သွားတယ်မက်ဟော်လိုဝေးဖြစ်သွားဒါကြောင့်သူတို့နှစ်ယောက်ကနှစ်ခါတယောက်တစ်ခါနိုင်ပြီးတဲ့အတွက်မက်ဟော်လိုနဲ့တည်ပြီးတာတည်ပြီးတာမက်ဟော်လိုနဲ့ဒိုင်မွန်နဲ့ကလည်းနှစ်ခါတွေ့ဘူးတယ်ပထမတစ်ခါဒိုင်မွန်ကနိုင်တယ်နှစ်ခါသလုံးကိုဒိုင်မွန်ကနိုင်ရတာဆိုတော့ဒါကြောင့်သူထပြောတာဖြစ်တယ်အဲ့တော့သူ့တော်နဲ့သူဆိုရင်တော့ပြောမှာမဟုတ်ဘူးကျွန်တော်အမြင်လေကျွန်တော်အမြင်သူ့မန်နေဂျာနဲ့နီးပြားနဲ့ကဒီ suggest လုပ်လို့သူပြောတာဖြစ်လိမ့်မယ်ဘာလို့လဲဆိုတော့Justin Gage ရဲ့ပုံစံဒီကျွန်တော်တို့ကစားခဲ့တဲ့ကျွန်တော်တို့မြင်ခဲ့တဲ့တက်တန်းတစ်လျှောက်เนาะအဲ့လိုစူးစူးညံ့ညံ့လုပ်တဲ့ကစားသမားမဟုတ်ဘူးသူကသူထိုးစရာရှိတာထိုးမယ်ပြီးရင်ပြန်မယ်ဒါပဲဒီလူနဲ့ထိုးဆိုထိုးရတာပဲတိတ်ကြောင်းအောင်တိတ်မပြောဘူးကွာအားချောင်းနေဆိုတာလဲရှားတယ်เนาะပင်မောက်မဟုတ်ဘူးပေါ့ပြောရှင်းတာ trust တော့လည်းတိတ်မပြောဘူးဘောလုံးသမားရဲ့ထဲမှာဆိုကျွန်တော်မြင်အောင်ပြန် Modric တို့ရှိမယ် Alonso တို့ရှိမယ် Toni Kroos တို့လို့ပေါ့ကန်ရရှိကန်မယ်အချိန်တန်ပြန်သွားတာပဲသူဖက်နဲ့သူစေးကြော်ကြီးပြန်သွားတာပဲအဲ့လိုမျိုးကစားသမားမျိုးဆိုတော့ဒါဒီသူ့ရဲ့နီးပြားနဲ့မန်နေဂျာရဲ့စနက်တွေပါတယ်စနက်တွေဆိုရတယ်ဟာမင်းနဲ့ဒီလိုတက်တူရွယ်တူเนาะဒီလိုမျိုးတိုက်တဲ့ challenge အဆင့်အတူတူ live ranking မှာဒီလိုရက်တည်နေလို့ဒါမျိုးအခွင့်အရေးရတယ်မင်းလည်းရတဲ့တယ်လို့ပြောတာအဲ့ဒါကြောင့်သူဒီစကားထပြောတာဆိုတော့ဒါဆိုရင် UFC ကလုတ်ပေးမှာလားမလုတ်ပေးဘူးလားလုတ်ပေးဖို့များတယ်တခုခုခပတ်နဲ့ခပတ်လူခွင့်ဖြစ်စေတခုခုကြီးကြီးမားမားပွဲတစ်ခု Justin Gage ကိုလုတ်ပေးဖို့များတယ်ဘာဖြစ်လို့လဲဆိုတော့သူနဲ့အဖြစ်တင်ဆုံးဒိုင်မွန်နဲ့ပွဲကောင်းဖြစ်မယ်ဆိုတော့ပရိသတ်တွေရော UFC ရောတည်တယ်လူတိုင်းကလည်းခံမှန်းနေတဲ့အချိန်မှာဒိုင်မွန်ကို Max Holloway နဲ့တည်ပေးတာဖြစ်တဲ့အတွက် Justin Gage အတွက်ပလန်ကောင်းကောင်းတစ်ခုရှိလိမ့်မယ်နော်ရှိလိမ့်မယ်Dana White ဘယ်လိုအကွက်ရွှေ့မလဲဆိုတော့ကျွန်တော်တို့မသိဘူး Justin Gage ကအဲ့လိုထပြောတဲ့အချိန်မှာ UFC ဘက်ကလည်းတစ်ခုခုကြေညာလိုက်မယ်Justin Gage က36နှစ်နောက်ဆုံးပွဲမှာဒီကျွန်တော် Rafael Fizzi မွေထိုင်းနီးပြနော်မွေထိုင်းနီးပြကျွန်တော်သူ့မွေထိုင်းနီးပြပဲခေါ်ကြိုက်တယ်ကျွန်တော် Rafael Fizzi striking ကစားတာအရန်တိုက်ရတယ် Rafael Fizzi ကိုနိုင်ထားတယ်ပထမတစ်ခါ Ivory ဘာညာတိတ်မပြတ်သားဆိုရင်နောက်တစ်ခါထတ်ချနော်ဒီတစ်ခါလဲ Justin Gage ကတာပါတယ်သူအသက်အရွယ်နဲ့ striking တာထိုး Justin Gage ကိုတောင်းရှင်ဖို့မလွယ်ဘူးအခုချိန်ကြီးလေအကောင်းဆုံးပဲဆိုတော့ကန်ဆိုးတာကသူဘသူနဲ့တွေ့ခြောင်ဖို့မရှိဘူးနော်ခပတ်လူခွင့်ပေးတယ်ပဲဒါအီလီယာတူပီရီယာနဲ့ဒီဘက်ကချာအိုလီဗီယာသူ့11ညှစ်ဖူးထားတဲ့ကောင်ဒီဘက်ကပါဝါကောင်းပါရဆိုတဲ့ကောင်နော်ဆိုတော့ကျွန်တော်ထင်တော့တကယ်လို့ဟာမဖြစ်မနေ Justin Gage ကိုဒီ lightweight ခပတ်လူခွင့်ပေးရတော့မယ်ဆိုရင်တော့အာမန်ကိုထပ်ဆောင်ခိုင်းမှုများတယ်ဒါမှမဟုတ်အာမန်နဲ့ခပတ်လူပွဲတစ်ခုခုပေါ့နော်ကျွန်တော်ဒီAntoine Champion ပုံစံမျိုးလုပ်ဖို့များပါတယ်เนาะကျွန်တော်ဒါလေးလာပြောပြတာပါ